အပိုင်းခွန်အချက်တဲနောက်ပိုင်းကလေးတွေရဲ့စိတ်ချမ်းသာရေးကိုပံ့ပိုးခြင်းအချက်တဲတစ်ခုဖြစ်ပေါ်လာတဲ့အခါကလေးတွေကကျွန်တော်တို့ထင်တာတဲ့ပူပြီးမြင်ရခံစားရပါတယ်သူတို့ရဲ့ကြောက်မှုကိုဖော်ပြဖို့စကလုံးတွေတောင်မရှိကောင်းမရှိနိုင်ပေမဲ့သူတို့ရဲ့နှလုံးသားတွေကတော့ဒါကိုမှတ်မိနေပါတယ်ဒီလိုခိုက်တံတွေမှာသူတို့ဘယ်လိုတုံ့ပြန်မှုပေးတယ်လဲဆိုတာသူတို့ဘယ်လိုပြန်ပြီးကောင်းမွန်လာမလဲဆိုတာကိုပုံဖော်ပေးမှာပါကလေးရဲ့ကဘာကိုနားလည်စီကလေးတွေကကစားတာပုံမှန်လှုပ်ဆောင်တာတွေဆက်ဆံရတဲ့စင်လောကယူနားလည်ရတာနေရာရွှေ့ပြောင်းတာဆုံးရှုံးတာဒါမှမဟုတ်ကြောက်နေတာတို့ကြောင့်ဒီຢာတွေပျက်စီးသွားတဲ့အခါသူတို့ရဲ့လုံခြုံတယ်လို့ခံစားမှုဟာရိုက်နှက်သွားတာပါတယ်အကြက်တဲ့နောက်ပိုင်းကလေးတွေလိုအပ်တဲ့ຢာကလေးတွေလိုအပ်ဆုံးကတော့ဘေးကင်းလုံခြုံမှုနှစ်သိမ့်မှုနဲ့စက်ပြည့်မှုပါပဲသူတို့ရင်းနှီးတဲ့မျက်နှာတွေကျူတင်မဆလို့ရတဲ့ပုံမှန်လှုပ်ဆောင်မှုတွေနဲ့သူတို့ကိုဂရုစိုက်တဲ့အကြောင်းစိတ်ချရကြောင်းပြဖို့လိုပါတယ်ဝိဖက်တာနားထောင်ပေးတာဒါမှမဟုတ်ကစားခွင့်ပေးတာစတဲ့အရာလေးတွေကကလေးတွေကိုကျွန်တော်တို့ထင်တာတဲ့ပို့ပြီးကုစားရမှာအထောက်အကူရမှာပါကစားတာပေါ်ပြတာတွေကတစ်စင်ပံ့ပိုးကူညီခြင်းကစားတာကလေးရဲ့တဘာဝဘာသာစကားပါကစားတာပုံဆွဲတာဒါမှမဟုတ်ပုံမြင်ပြောပြတာတွေကလည်းစင်သူတို့ဟာကြောက်မှုတွေရောပြီးကိုယ့်ကိုယုံကြည်မှုကိုပြန်လည်တည်ဆောက်နိုင်ကြမှာပါလူကြီးတွေလုပ်ပေးနိုင်တယ်ညာလက်တွေ့ကြတဲ့လမ်းညွှန်ချက်တွေကတော့ကလေးတွေကိုစကားပြောဖို့အတင်းမတိုက်တွန်းပဲနားထောင်ပေးပါယူသားပါဒါမဲ့သူတို့ရဲ့အသက်အရွယ်နဲ့တန်တော်ပါလိအချက်တဲကသူတို့ရဲ့အမမဟုတ်ကြောင်းတေချာတော့ပါပါလိစားစားချိန်အိတ်ချိန်ဒါမှမဟုတ်စားကြည့်ချိန်လိုမျိုးမိသားစုရဲ့ပုံမှန်လှုပ်ဆောင်ချက်တွေကိုစက်တင်ထားပေးပါကလေးကချိန်တွေကြာစိတ်မတက်မတာဖြစ်နေတာဥမာအိမ်မဆိုးမှတ်တာဒီစိတ်နေရတာရန်လိုတာဒါမှမဟုတ်အထီးကျန်စားနေတာကိုသတိထားမိရင်ပညာရှင်ကူညီရယူပါရရွာလူလူရဲ့ခံကဏ္ဍကလေးတူကိုပြုစုပြောထောင်မှုတွေရရယူလို့လိုအပ်တယ်လို့ကလေးတူကိုကူစားဖို့ကူညီဖို့လည်းရရွာလူလိုအပ်ပါတယ်အိမ်သားချင်းတွေတငယ်ချင်းတွေအနေနဲ့ပြီးကင်းတဲ့နေရာအားပေးတာနဲ့မျောလင့်ချက်တွေပေးဆွနိုင်ပါပါကလေးတယောက်အနေနဲ့သူ့ကိုအလေးထားစောင့်ရှောက်တယ်ခံစားရတဲ့အခါစတင်ပြီးပြန်လည်ကောင်းမွန်လာမှာပါကလေးတိုင်းမှာကြမ်းကြမ်းခံနိုင်တဲ့ကိုယ်စီရှိတယ်ကျွန်တော်တို့ရဲ့ဘိုင်းကစိတ်ရှည်သီးခံမှုဘေးကင်းလုံခြုံစေမှုချစ်ချင်းမြတ်တာတို့နဲ့အဲ့ဒီစွမ်းကိုကာကွယ်ပေးဖို့ပါ